weight တက်ချင်လို့အများကြီးစားတယ်ဒါပေမဲ့တပေါင်းမှတက်မလာဘူးဆိုတော့လူအများစုကတော့ဒီ weight တက်ချင်ရင်အများကြီးစားလို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဒီထက်ပိုပြီးတော့နက်နဲတဲ့အရာတွေအများကြီးရှိပါတယ်ဆိုတော့ဒီနေ့မှာတော့ power play ကနေပြီးတော့ပိန်နေတဲ့ main ကလေးတွေအတွက်ကျန်းမာမာနဲ့ပို့ပြီးတော့ weight တက်ပြီးတော့ပို့ပြီးလှပလာအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုဒီ video ထဲမှာပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ကိုအလေးချိန်လို့ပြောတဲ့နေရာမှာကိုရဲ့ဒီရေဝိတ်ရှိတယ်အစီတုရှိတယ်ကြွက်သားတုရှိတယ်ပေါ့နော်ကိုအနေနဲ့ဒီကိုအလေးချိန်ကိုဒီအစီတုတို့ဒီကြွက်သားတုတို့အရေလေးချိန်တို့ကိုမျှမျှတတရှိနေမှသာကိုရဲ့ခန္ဓာကိုယ်ကကျန်းမာပြီးတော့လှပမှာဖြစ်ပါတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ကိုကဒီအစီကြီးပဲပို့ပြီးတော့စားရပေါ့နော်ဝိတ်တက်ချင်လို့ဆိုပြီးအစီဆွတ်စားနေမယ်ဆိုရင်တော့ကိုကဒီခန္ဓာကိုယ်ကအချိုးစားညီညီနဲ့ကြက်မမာနဲ့လှလှပပမဖြစ်နိုင်ပါဘူးဆိုတော့ဒီအချိုးစားညီညီနဲ့ခန္ဓာကိုယ်ပြည့်ပြည့်တင်းတင်းကြက်မမာလှလှပပရှိစေဖို့ဆိုရင်အရေးကြီးဆုံးအချက်ကတော့အစားအသောက်ပါဆိုတော့ကိုအနေနဲ့ဒီအစားအသောက်စားတဲ့အခါမှာလည်းကိုစားကျင်တဲ့ဟာကိုပဲရွေးပြီးတော့မစားသင့်ပါဘူးကိုအနေနဲ့ဒီခန္ဓာကိုယ်မှာလိုအပ်တဲ့ဓာတ်တွေရှိရပေါ့နော်ပထမဆုံးဒီ carbohydrate ရှိမယ် protein ရှိမယ်ပြီးရင်ဒီ acid ဓာတ်ရှိမယ်ပြီး fiber ဓာတ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဓာတ်တွေကိုကိုအနေနဲ့အချိုးစားညီညီစားသုံးပြီးမှဒါကျန်းမာတဲ့ weight တက်ခြင်းမျိုးဖြစ်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ acid ဓာတ်ဆိုလဲဒီ acid ကြော်တွေရှောက်စားရပေါ့နော်ဝိုင်းပြီးရောဆိုပြီးစားလိုက်တာမျိုးခုနကပြောရဲဒီကိုစားကျင်တဲ့ဟာကိုပဲရွေးစားလိုက်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ဓာတ်မျိုးတွေတော့မလုပ်ပေးသင့်ပါဘူးဒီအစီဓာတ်လို့ပြောတဲ့နေရာမှာ healthy fat ပေါ့နော် healthy fat ဆိုတာကတော့ဒီအသီးနှံတွေကရတဲ့အစီတွေဒီထောပတ်သီးတို့ဘာလို့ဒါမျိုးတွေကို smoothie လုပ်တောက်တာပဲဖြစ်ဖြစ်ပြီးရင်ဒီပဲနိုးတို့ဘာလို့တောက်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေကိုအချိုးစားညီညီနဲ့စားတောက်ပေးဖို့လိုအပ်ပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့လေ့ကျင့်ခန်းမှာဆိုတော့ကိုယ့်အနေနဲ့ဒီလေ့ကျင့်ခန်းကိုလည်းမေ့ထားလို့မရပါဘူး weight တက်ဖို့အတွက်ဆိုရင်ကိုကဒီလေ့ကျင့်ခန်းလုပ်တဲ့ခါမှာဒီ cardio ဆော့တာတို့ပြီးတော့ဒီပြေးတာမျိုးပေါ့နော်ဆိုတော့ဒါမျိုးတွေဆိုရင်တော့ကိုယ့်အနေနဲ့သူကဒီ energy အများကြီးသုံးတယ်စီလောင်ကျွမ်းဖို့အတွက်အများကြီးဖြစ်တဲ့အတွက်ကြောင့်လို့ဒါမျိုးတွေဆိုတော့နည်းနည်း short ဆော့ပေးရမယ်အဲ့ဒီအစားကဒီ weight lifting ပေါ့နော်ဒီအလေးမားတဲ့ဟာမျိုးဆိုရင်ကိုယ့်ရဲ့ဒီ weight တက်တဲ့အခါမှာကျန်းမာရေးနဲ့အညီ muscle တွေတက်လာပြီးတော့ပို့ပြီးတော့လှပလာမှာဖြစ်ပါတယ် weight တက်အောင်လုပ်နေတဲ့ main ကလေးတွေစိတ်တက်မကြပါနဲ့လက်မလျှော့လိုက်ပါနဲ့ကိုယ့်အနေနဲ့ဒီ weight တက်ဖို့ကို lifestyle တစ်ခုအနေနဲ့ပြုလုပ်ပေးပါအခုကြည့်နေတဲ့သူက weight တင်ချင်တာလား weight ချချင်တာလားဆိုတာကို comment မှာရေးပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်